나차가 뷰수다. 나차 뷰수다. 네차가 다바와. တဘာဝအတိုင်းဖြစ်တာအဲ့တော့ခါကျချဲတို့ဒီရဲ့ nature လေးကိုကြည့်ရအောင်အဲ့တော့ nature မှာဆိုရင်တဘာဝအတိုင်းဖြစ်မယ်ဆိုတော့ခါကျတော့သူက biological inheritance ကဲ biology inheritance ဒီရဲ့မျိုးရိုးဗီဇတွေ genetic determination တွေကဘယ်ကနေလာမလဲ 메이바시. Okay မိဘတွေဘိုးဘွားတွေမိဘတွေဆီကနေလက်စစ်ကန်လာမယ်လက်စစ်ကန်လာတာကတဘာဝအတိုင်းလက်စစ်ကန်လာတဲ့အတွက်ကြောင့်မို့ဒီ biological inheritance တွေ genetic တွေကကြတော့မိဘတွေဆီကနေလာမယ်အဲ့ဒီ genetic တွေပေါ်မူတည်ပြီးတော့မှတီချေတို့ရဲ့အပြုအမူတွေကပြောင်းသွားတာအဲ့တော့တယောက်နဲ့တယောက်မတူကြဘူးရုပ်တွေတယောက်နဲ့တယောက်စကားပြောတာမတူဘူးတယောက်နဲ့တယောက်သွားတာလာတာမတူဘူးဘာကြောင့်မှမတူဘဲနဲ့အတွင်တွေကကွဲပြားနေရလဲဆိုတော့ခါကြတော့တဘာဝအတိုင်းဆင်းသက်လာတဲ့ genetic တွေကြောင့်မို့Okay နာချအကြပြုစုပြောထောင်တာ ਨੇ အဲ့တော့ခါကြတော့ဒါကတချေတို့ရဲ့ genetic တွေနဲ့မဆိုင်ဘူးအဲ့တော့ဘာတွေနဲ့ဆိုင်ပါလဲကဲနာချအကြဘာတွေနဲ့ဆိုင်မယ်ထင်လဲ 사원진이라. ပတ်ဝန်းကျင်နဲ့ဆိုင်ပါတချေတို့ရဲ့ society ဒီပတ်ဝန်းကျင်လူဖွဲ့စည်းတွေပြီးတော့ culture เนาะဒီရဲ့နေထိုင်တဲ့နေရာရဲ့ယဉ်ကျေးမှုတွေအဲ့ဒါတွေနောက်တော့ social process တွေရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ဟာတွေက determine ဘာကိုဆုံးဖြတ်ပေးရလဲဆိုတော့တချေတို့ရဲ့ human behavior ကိုဆုံးဖြတ်ပေးရအဲ့တော့ thermal data တွေအပေါ်မှာနေ thermal data မှာနေတဲ့လူတွေရဲ့စကားပြောပုံမြေဘက်မှာနေတဲ့လူတွေရဲ့စကားပြောပုံလေးတွေကနည်းနည်းကွဲတယ်ဘာကြောင့်မို့လဲဆိုတော့ခါကြတချေတို့ရဲ့ပတ်ဝန်းကျင် environmental effect တွေကြောင့်မို့တချေတို့တွေက changes ဖြစ်သွားတာအဲ့တော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ nature လို့ခေါ်တယ် nature တဘာဝအတိုင်းကကြတော့တချေတို့ဘဝမိမတွေအစဉ်အဆက်ကနေပြီးတော့မှလက်ဆင့်ကမ်းလာတဲ့ inheritance ဗီဇတွေ genetic တွေကြောင့်မို့အဲ့တော့ nature ဆိုတာဘာလဲ nature ဆိုတာကကြတော့ all of the genes and heredity factors အဲ့တော့ genes တွေဒီရဲ့မျိုးရိုးဗီဇလက္ခဏာတွေအကုန်လုံးကိုရည်ညွှန်းတာအဲ့ဒီလက္ခဏာတွေက influence လွှမ်းမိုးလိုက်တယ်ဘာလို့လွှမ်းမိုးရလဲတချေတို့ရဲ့ physical characteristics တွေကိုတချေတို့ရဲ့ phenotype တွေကိုအဲ့တော့တချေတို့ရဲ့တွင်ပြင်လက္ခဏာတွေကိုလွှမ်းမိုးလိုက်တာဘာတွေလဲဆိုတော့ခါကျတော့ genes တွေ inheritance factors တွေအဲ့တော့အဲ့ဒါကဘာလဲဆိုတော့ nature အဲ့တော့ nature ကြတော့ဘာလဲဆိုတော့ all the environmental variables ဒီရဲ့ပတ်ဝန်းကျင်ကfactor တွေအကုန်လုံးအဲ့တော့ပတ်ဝန်းကျင်က factor တွေကဘာတွေပါမလဲခဏတော့ငါပြောခဲ့တယ်လို့ society တွေ culture တွေ social process တွေအဲ့ဒီ factor တွေက nature တွေအဲ့တော့အဲ့ဒီ factor တွေက impact on the character အဲ့တော့တချို့တို့ဒီရဲ့ character ပေါ်မှာလာပြီးတော့မှ effect ဖြစ်တာ effect ဖြစ်တော့ဒီရဲ့ပတ်ဝန်းကျင်ပေါ်မှာလိုက်ပြီး environmental factor ပေါ်မှာလိုက်ပြီးတချို့တော့ adaptation ဖြစ်အောင်နေရင်းနဲ့ပြောင်းလဲတာအဲ့ဒါကဘာလဲဆိုတော့ nature အဲ့တော့ဒီမှာဆိုရင်လည်းဒီဘက်ကကျတော့ natureကြတော့ဒီရဲ့ inheritance မိဘတွေစီကလာတဲ့ဟာကိုလက်ခံတာဒီမဲ့ nature ကြတော့ပတ်ဝန်းကျင်ကဲအဲ့တော့စာဖတ်တဲ့လူတွေနဲ့နေရင်ကိုကလည်းစာလိုက်ဖက်မယ်အဲ့တော့ဖုန်းသုံးတဲ့လူတွေ game ဆော့တဲ့လူတွေနဲ့နေရင်ဒီချေတော့ကလည်းအဲ့ဒါတွေနဲ့ကိုပတ်ဝန်းကျင်ကလူတွေနဲ့ပဲအဲ့လိုတွေ like လုပ်တာအဲ့လိုပတ်ဝန်းကျင်ရဲ့ effect တွေ environmental variables တွေက natureအဲ့တော့သူတို့ရဲ့ difference တွေကဘာလဲဆိုတော့တချို့ပန်းနီးပြီးပန်းနီးသိမဲ့အစိတ်လေးကိုစိုက်လိုက်မယ်အဲ့တော့အဲ့ဒီအစိတ်လေးကိုစိုက်မယ်ဆိုရင်ဘာပင်ထွက်လာမလဲ Tani. 반지. Imobe. ပန်းနီးပင်မဲ့ထွက်မှာလိမ္မော်ပင်နေဒီရဲ့ mango တရက်ပင်နေထွက်ပါမလား Tani. ပန်းနီးမြင်မဲ့ထွက်မှာအဲ့ဒါဘာလဲဆိုတော့ခါကြတော့အဲ့ဒါ nature အဲ့တော့ nature ဆိုတာကဘာလဲဆိုတော့ physical characteristics of every individual အဲ့တော့အပင်တွေပဲဖြစ်ဖြစ်တက်ရှိတွေပဲဖြစ်ဖြစ် organism တတဝါတွေအကုန်လုံးရဲ့အခြေခံကြတဲ့ characteristics ပဲအဲ့တော့အဲ့ဒီရဲ့ research ကဘာရမှာလဲဆိုတော့ခါကြတော့သူတို့ရဲ့ genes တူတဲ့ genes တွေပဲရမှာအဲ့တော့ they have inherited from their parents တို့မိဘတွေစီကနေပြီးတော့မှလက်ခံမဲ့ genes တွေအဲ့တော့ penny စီဆိုတဲ့မိဘလေးစီကနေပြီးတော့မှလက်ခံပြီးအပင်ထွက်လာရင်ဆိုရင်လည်း penny ပင်မဲ့ထွက်မှာအဲ့တော့ penny မဟုတ်ဘဲနဲ့တခြား mango တွေအဲ့ဒီရခါတော့လိမ္မော်ဒီပင်နေမထွက်ဘူးအဲ့တော့ nature ကြတော့ environmental variation တွေအဲ့တော့ environmental variation တွေကဘာလဲ some difference between people အဲ့တော့တချို့တယောက်နဲ့တယောက်ကြားမှာ differences တွေရှိရယ်ကွဲပြားခြားနားမှုတွေရှိရယ်အဲ့ဒီကွဲ
ရခြားနာမှုတွေက you entering to environmental you live in နဲ့အဲ့တော့တချေတို့နေတဲ့ပတ်ဝန်းကျင်ပေါ်မှာလိုက်ပြီးတော့မှတချေတို့ရဲ့ပြောင်းလဲမှုတွေရှိရဲဥပမာအနေနဲ့ပါလဲဆိုတော့ you may have a scar ဆိုတာဒဏ်ရာဒီမှာဘိုက်မှာဒဏ်ရာလေးကဲလူတိုင်းရဲ့ဘိုက်မှာဒီလိုဒဏ်ရာလေးရှိလား မရှိပါဘူး မရှိပါ ဟုတ်တယ်မရှိဘူးကဲဘယ်သူတွေမှာဒီလိုဒဏ်ရာလေးဖြစ်မယ်ထင်လဲ ဘာလို့မဟုတ် ပိုက်ခွဲပြီးတော့မွေးထားတယ်ရှိ ဘိုက်ခွဲမွေးတဲ့လူတွေအဲ့တော့ခါကြတော့ဥပမာအနေနဲ့ဆိုရင်တချေတော့ဒီလိုဒဏ်ရာလေးဖြစ်မယ်ဒီရဲ့ဒဏ်ရာလေးကဘာကြောင့်မို့လဲ accident ကြောင့်မို့ချုပ်ရလို့အတွက်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် operation ခွဲစိတ်တာတွေလုပ်ရတဲ့အတွက်ချုပ်ရတဲ့အတွက်ဖြစ်နိုင်တယ်အဲ့လိုမျိုးဒဏ်ရာရတာတဘာဝအတိုင်း genetic ရမဟုတ်ဘဲနဲ့တချေတော့ environmental factor accident or ဒီ operation တွေကြောင့်မို့ရတာအဲ့ဒါကိုကြာဘာလို့ခေါ်ရလဲဆိုတော့ nature လို့ခေါ်တာအဲ့တော့ဒီရဲ့ sex variation ဒီပြောင်းလဲမှုတွေက is ဘာကြောင့်မို့လဲ environmental ကြောင့်မို့ဖြစ်တာ not genetic ရဖြစ်တာမဟုတ်ဘူးအဲ့တော့ environmental ကြောင့်မို့ဖြစ်တာက nature ကဲနောက်တစ်ခုကြည့်ရအောင်အဲ့တော့ဒါလေးကဘာကိုပြောရထင်လဲကြည့်ရအောင် မိသားစု မိသားစုမမတွေကဲမိသားစုမမတွေကရုပ်တူလား ပုံတရံချားလာပါ ပုံတဲ့နေခြားနာတယ်အဲ့တော့ nature ဆိုတာ genetic ရဆိုမဲ့တချေတို့ရဲ့ genetic variation တွေရှိရဲအဲ့တော့ variation တွေရှိရဲ့အတွက်ကြောင့်မို့တချေတို့ရဲ့ individual ဒီရဲ့ထွက်လာတဲ့တယောက်နဲ့တယောက်က difference เนาะစင်တူတွေမဟုတ်ဘူးနည်းနည်းလေးတော့ကွဲပြားတယ်ဒါပေမဲ့ less variation တအားကြီးတော့ပြောင်းလဲမှုမရှိဘူးဘာလို့တူလဲဆိုသူတို့ရဲ့မျက်လုံးဝိုင်းလေးတွေတူတယ်ဒီရဲ့ gene အရာဒီရဲ့ဗီဇတွေကိုလက်ခံထားတဲ့အတွက်ကြောင့်မို့ဒီရဲ့ family members တွေအကုန်လုံးကတော့သူတို့ရဲ့တူတဲ့လက္ခဏာလေးတွေတော့ရှိရဲ့ variation ကအရင်ကြီးမများဘူးအဲ့တော့ general then between members of the general population ဆိုတော့ခါကျတော့တခြားလူတွေနဲ့ရှင်ကြတော့ဒီမိသားစုတွေကလူတွေကကြတော့တယောက်နဲ့တယောက်တိတ်မတူပေမဲ့သူများနဲ့ရှင်တော့ဒီကမိသားစုဆိုတာကိုသိနိုင်တယ် variation ကနည်းတယ်ကဲဒီမှာဒီဟာကြတော့ဒီဘက်လေးကိုကြည့်ပါအောင် တက်ရှိသူကဘယ်လိုပတ်ဝန်းကျင်မှာတည်ပြင်းလဲ ဟုတ်တယ်သူကပတ်ဝန်းကျင် effect ဖြစ်သွားတယ်အဲ့တော့နေချင်တယ်လို့နေမှာလားဒါမှမဟုတ်ကိုယ့်ရဲ့ environment လေးကိုဒီ healthy ဖြစ်အောင်ပြုပြီးတော့မှနေမှာလားအဲ့တော့ခါကျတော့ genes တွေကကြတော့ဒီချေတို့ရဲ့ organism တွေဘလို့ပုံတံပေါ်လဲဆိုတဲ့ဟာကိုဆုံးဖြတ်တာအဲ့တော့ဒီမှာဆိုရင်ဒီမိသားစုလေးအဲ့တော့ဒီမိသားစုမှာဒီအကုန်လုံးကဒီရဲ့ gene လေးတွေက lesson ကန်တာဆိုတော့သူတို့မှာတူတာလေးတွေရှိရဲ့ variation ကနည်းတယ်အဲ့ဒါက genes ကဆုံးဖြတ်တာဒါပေမဲ့ the condition in which it develops are important to တယ်အဲ့တော့ဒီရဲ့ဟာပတ်ဝန်းကျင်မှာလိုက်ပြီးတော့မှဒီရဲ့ genes ရတော့ရုပ်တွေကတော့ဒီလိုတူပေမဲ့လေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုဖန်တီးထားတဲ့နေရာလေးပေါ်လိုက်ပြီးတော့မှစားခြင်းနဲ့လို့စားမယ်ဝါလာမယ်အဲ့ဒါကကြတော့စားခြင်းနဲ့လို့စားတဲ့ effect နားချကြမှုကိုက healthy ဖြစ်အောင်နေမယ်အချိန်မှအိပ်မယ်လေ့ကျင့်ငယ်နေလုပ်မယ်အဲ့တော့ကိုကလနေမယ်အဲ့ဒါကဘာလဲဆိုတော့ခါကြတော့နားချအဲ့တော့ဒီပတ်ဝန်းကျင် condition တွေကလည်းတခြားတို့ရဲ့ develop ဖြစ်ဖို့အတွက်အရေးပါတယ်တဲ့ကဲအဲ့တော့ဒီမှာကြည့်မယ်အဲ့တော့ nature ဒီမှာဆိုရင်ကကြတော့ eye color ဒီရဲ့ nose shape gender dimples are the result of genetic information inherited from parents တဲ့အဲ့တော့တခြားတို့ရဲ့မျက်လုံးအရောင်တွေပုံမှန်တဲ့တန်းတွေအကုန်လုံးကကြတော့ဘယ်ကနေလာမှာလဲဆိုတော့မိဘတွေစီက genetic ကနေလာမှာဒါပေမဲ့ variation ရှိနိုင်တယ်တဲ့ due to genetic ကြောင့်မို့ဆိုပေမဲ့ variation တွေရှိနိုင်တယ် but ဒါမဲ့ some variation are not တဲ့တချို့ကကြတော့ဒီမှာ genetic ကြောင့်မို့ဒီရဲ့၄ယောက်ကမတူဘူးဒါမဲ့တချို့ဒီ some variation are not ဆိုတာကကြတော့ genetic ကြောင့်မို့မဟုတ်ဘဲနဲ့ပြောင်းလဲတာတွေရှိနိုင်တယ်အဲ့တော့ genetic ရတော့အသားဖြူတယ်အဲ့တော့သမီးသားစုလုံးကအသားဖြူကြတယ်ဒါပေမဲ့သမီးသားစုလုံးထဲမှာကိုကသူများနဲ့မတူပဲအပြင်ထွက်နေပူထဲမှာအလုံးလုံးရတယ်နေပူတယ်နေများခံမယ်ဆိုရင်အသားအရောင်ကနည်းနည်းလေးညိုသွားမယ်အသားကမဲသွားမယ်အဲ့လိုမျိုး variation တွေကတော့ရှိနိုင်တယ်တဲ့ genetic ကြောင့်မဟုတ်ဘဲနဲ့ဒီလိုမျိုးကိုယ့်ရဲ့လောက်ရတဲ့အလုပ်တွေเนาะနေအောင်ကြီးထိတွေ့မှုပေါ်တွေရေခဏကူးမယ်အသားညိုမယ်အဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့မှလည်း variation ရှိနိုင်တယ်တဲ့အဲ့တော့ဒီမှာဒါလေးအဲ့တော့ခါကျဒီနံပါတ်1အပင်ရဲ့နံပါတ်2အပင်ရဲ့နံပါတ်3အပင်ရဲ့မျိုးစိတ်တူမယ်လို့ထင်လားမတူဘူးလို့ထင်မလားတူပါတယ်ချင်းတူတယ်တူပေမဲ့သူတို့ရဲ့ကြီးထွားပုံကတူလား တူပါဘူးမတူပါဘူးဟုတ်
တယ်မျိုးစိတ် genetic ကတော့တူတယ်ဒါပေမဲ့သူတို့ရဲ့ကြီးထွားပုံကမတူဘူးသူတို့ရဲ့ကြီးထွားပုံဘာကြောင့်မတူရလဲဆိုတော့သူတို့ရဲ့ပတ်ဝန်းကျင်မတူလို့အဲ့မဲ့ပတ်ဝန်းကျင်ကဘာကြောင့်မတူရလဲဒီမှာအလင်းရောင်ပေးထားတဲ့ဟာမတူဘူးအဲ့တော့နံပါတ်3အပင်လေးကကြတော့အလင်းရောင်များများရတဲ့အပင်လေးကဲအဲ့တော့အပင်လေးတွေကအလင်းရောင်ကိုဘာအနေနဲ့သုံးတာလဲ photosynthesis အနေနဲ့တော့ photosynthesis အနေနဲ့သုံးတာအဲ့တော့ photosynthesis ကောင်းကောင်းလုပ်နိုင်တဲ့အပင်ကကြတော့ကောင်းကောင်းကြီးထွားတယ်အဲ့တော့ဒီမှာဆိုသူတို့ကဂျင်းနေတူတယ်အပင်မျိုးစားတူတယ်တူပေမဲ့လည်းသူတို့ရဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့မှသူတို့ရဲ့ရှင်တန်ပုံကြီးထွားပုံကမတူဘူးအဲ့တော့ဒီမှာအလင်းနည်းနည်းပဲရတော့ခါကြတော့သူက photosynthesis ကောင်းကောင်းမလုပ်နိုင်တော့ဒီအပင်လေးကညံ့ညက်လေးဖြစ်နေမယ်အဲ့တော့ genetically identical plants can be grown in a different condition of light တဲ့အဲ့တော့ခါကြတော့ဒီရဲ့ genetic identical plant ဆိုတော့ခါကြဒီဟာမျိုးစိတ်တစ်ခုတည်းဒီအပင်လေးอ่ะအဲ့တော့ different condition of light တဲ့အလင်းပေါ်မှာမူတည်ပြီးတော့မှသူတို့ကအလင်းရရှိရဲ့ပေါ်မှာမူတည်ပြီးတော့မှသူတို့ကကြီးထွားပုံကြီးထွားနေရင်မတူဘူးဒါမှမဟုတ်အလင်းမဟုတ်ဘဲနဲ့တခြား condition တွေလည်းဖြစ်နိုင်တယ်ဘာတွေလဲ with different mineral ions တဲ့သူတို့ရဲ့မြေစီလွှာတွေပေါ်မှာလည်းမူတည်နိုင်တယ်အဲ့တော့ genetic တော့တူတယ်ဒါပေမဲ့မြေစီလွှာမတူဘူးဆိုရင်မြေစီလွှာကောင်းတဲ့စီမှာဆိုရင်ကောင်းကောင်းလေးဖွင့်ဖြိုးမယ်အပင်လေးอ่ะအဲ့တော့ diversity plants do not look identical တဲ့အဲ့တော့ဒီဂျင်းတူပေမဲ့သူတို့က identical ထက်တူမကြဘူးဘာကြောင့်မို့လဲဆိုတော့သူတို့ရဲ့ဒီရဲ့ nature တဘာဝဖန်တီးထားတဲ့မြေဩဇာတွေပေါ်မှာမူတည်မယ်အဲ့တော့လူတွေဖန်တီးထားတဲ့အလင်းရောင်ပေါ်မှာမူတည်ပြီးတော့မှသူတို့ကပြောင်းလဲမှုရှိရဲ့တဲ့အဲ့တော့ this to their genetic potential have not been fully expressed due to different environmental condition အဲ့တော့ဒီရဲ့ပတ်ဝန်းကျင်ဒီရဲ့အလင်းတွေမြေစီလွှာတွေရဲ့ပတ်ဝန်းကျင်ကြောင့်မို့သူတို့ရဲ့ဒီ genetic potential ဆိုသူတို့ရဲ့ပုံမှန်တဲ့ထံကိုကောင်းကောင်းမဖော်ပြနိုင်ဘူးပေါ့နော်ပုံမှန်တဲ့နေရာကြတော့ဒီရဲ့ environmental factor တွေချောင်းမို့ပြောင်းလဲမှုရှိရဲ့ environment factor တွေကလွှမ်းမိုးနိုင်တယ်အဲ့ဒါကဘာလဲဆိုတော့ nature နဲ့ nurture ရဲ့ differences အဲ့တော့ဒီခန်းလေးရတာပဲ